စိတ်ကိုဆုံးမခြင်းသည်ချမ်းသာခြင်း၏အကြောင်းလို့တရားကောင်းစဉ်လေးပေးပြီးတော့ဟောနော်စိတ်ကိုဆုံးမခြင်းသည်ချမ်းသာခြင်း၏အကြောင်းနဲ့အဲ့တော့ဘုန်းဘုန်းတို့တွေစိတ်မချမ်းသာကြဘူးစိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှန်လမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနီးမှန်လမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတော့ရွှဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြမ်းထမ်းနေလို့ပြောတယ်အလိုရမဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုန်းတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုန်းဘုန်းတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုန်းဘုန်းတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုန်းဘုန်းတို့တွေကလူချင်းမမောစရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုຢာကမဖြစ်အောင်ဆုံးမမယ်ဟုတ်လားမကျေနပ်စရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမယ်မေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဒါစိတ်ကိုဆုံးမတော့အဲ့ဒါလိုမျိုးအလောဘဓာတ်တွေအဒေါသဆိုတဲ့မေတ္တာဓာတ်တွေအမောဟဆိုတဲ့ပညာဓာတ်တွေဘုန်းဘုန်းတို့တဏ္ဍာမှာဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေရာဖြင့်ယာယီနေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာချမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့ဒါလိုကြိုးစားနိုင်တာနဲ့မြတ်ဘုန်းဘုန်းတို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ်တဝတ္ထဲမှာဒုံနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တံတန်တံဒုက္ခဝဟနော်တချို့ဒီကဒါလေးရလိမ့်မယ်နော်ဒုံနိဂဟတနှိမ်နှင်းမှုရခဲရင်သောလဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကာမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ခြင်းတဲ့နေရာကိုစီးမရှိကံမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟံတန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါပဲနော်အဓိကချက်ကဒီကထာလေးကိုအကျမ်းမြင်လေးကိုယ့်စိတ်ထဲမှာအတိပ္ပယ်ကိုပိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရမယ်စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်းတဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဒါဘုန်းဘုန်းတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြမ်းထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန်လမ်းမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကဒါလေးကိုဘာကြောင့်မြတ်စွာဘုရားဟောတယ်လဲလူတိုင်းကြားဖို့ရတယ်မြတ်စွာဘုရားလက်ထက်က
မာတိကမာတာတက္ကမကြီးသူနေတဲ့ရွာကိုယဟန်တော်6ကျိတ်တရားလာပြီးတော့အထုတ်ကြတယ်အဲ့ဒါတက္ကမကြီးကပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင်သူကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာသူကတကူအိဋ္ဌိပတ်နဲ့မှတွဲပြီးတော့ရတယ်။ဒါယဟန်ရဲ့စိတ်ကိုသူကအိမ်ကနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်။အဲ့ဒါကြောင့်ယဟန်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေကဝါတွင်3လအတွင်းမှာသူတို့လည်းပဲယဟန်နာဖြစ်ကြတယ်။ဒါသူတို့ယဟန်နာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတစ်ဆင့်ဒီဒကမာကြီးရဲ့ဂုဏ်သတင်းကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ဒီသတင်းကအလွန်မှုေးတယ်ပေါ့အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြန်မြန်ဆန်းဆန်းတရားတို့တရားမြတ်ရမှာပဲဆိုပြီးတော့သူသွားတယ်ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကသိနေတယ်သူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်ကျောင်းကလည်းညစ်ပတ်နေတာတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရေးသမားရောက်လာတယ်နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြတ်လာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာအဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားတော့မမစင်ဘယ်နဲ့ကြောင့်မမေးတဲ့မမေးလိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပေါ့နော်အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီးတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်တာကိုလည်းတွေးတာပဲလေတော့ငါလာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးလို့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာအဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီအကြောင်းပဲဗျာသူ့စိတ်ကိုသိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားသိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာသောသောဂါထာလေးနော်ဒါဘုံကအကြောင်းအရာထုတ်ပတ်တိလေးကိုအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒုနေကဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခဝဟဒုနေကဟတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိတယ်ခုဒီနာတော်ကြဟိုနာခုဒီအကြောင်းအရာတော်ကြဟိုအကြောင်းအရာရောက်ချင်ရောက်တွေ့ချင်တွေ့ယထကာမနိပါတိနောစီမရှိကမ်းမရှိဗျံပရာရောက်ချင်ရောက်တွေးချင်တွေးပြီးတော့ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျက်စားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနောက်စိတ်တတစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာလို့လို့စိတ်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာတော့ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြမ်းထမ်းနေဒီလိုခေါ်ရတယ်အဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရပါတယ်နော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပို့ပြီးတော့ဒါပူလောင်လိမ့်မယ်ဆင်းရဲလိမ့်မယ်ပင်ပန်းလိမ့်မယ်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပေါက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပို့ပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝဟာပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော်
လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာအဲ့ဒါကိုဘုံဘုံတို့ကနီးမှန်လမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာတော့ဆွလွန်နိုင်မှုတွေအဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုဆုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေ့လေးဘုံဘုံတို့ကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းထဲနားလေထားမှာကငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလေရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော်တဘုံတို့နားလေထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကားလုံးရဲ့နေပယ်ကျေပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့နော်တာမာမိဘုံတို့နားလေထားတဲ့ယဉ်ကျေးမှုဆိုတာကထင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုမဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီးလင်းပြောထားတာပဲလေဒုံနိကဟတနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုန်းဘုန်းတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလဒ်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ်ဟုတ်လားအဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုံးဝရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလို့စူးစမ်းကြရမှာဒါကြောင့်မြတ်စွာဘုရားကအမျှော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်ဆုံးမဖို့စူးစမ်းကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့တော့သူ့ရဲ့ဥပိ္ပဇေဆရာရှင်သာရိပုတ္တရာနဲ့ကိုရင်ဝိပြီးမကြသေးပါမကြခင်မှာပဲမြို့ထဲကိုဆွမ်းခံလိုက်သွားတာလို့ဆွမ်းခံလိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်လေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးတယ်။အခုလို့မေးတာတော့ဆိုတော့လိုချင်တဲ့နေရာကိုရေတွေကတော့တွင်နဲ့စီးလာတာ။နောက်ဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာ။ရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတစ်ပါးကမေး။ကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်သမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်မရှိရမလို့ဟောလို့စဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတာတွေ့မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးဘေးမှာမီးဖို့ပြီးတော့အပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါးတန်လေးတွေမှာရောစိတ်ရှိသလားဝါးတန်လေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာတော့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောတော့လို့စိတ်မရှိတဲ့ဒီဝါးတန်ကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမှတ်အောင်ရင်ကြီးအောင်အည်အသွေးရှိအောင်လှုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတာအဲ့ဒါနဲ့ဘုန်းဘုန်းတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလုပ်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုပ်နေကြတယ်မြင်ကွင်းကအစုံမြင်ရတာပေါ့နော်
အဲ့ဒီလှဲဘိန်းတွေလုံနေတော့လှဲဘိန်းတွေက